ဒီနေ့ကတော့အားလုံးတည်ပြီးသားဖြစ်တဲ့ Sun by Me ရဲ့ဒီ hair products လေးတွေကိုပြပြပေးမှာဖြစ်ပါတယ်။အင်ဂျင်သုံးတာတော့ခေါင်းလျှော်ရည်ဆိုလဲ2ဘူးရှိပြီပေါ့နော်။ဒီ tonic ဆိုလဲဒါ3ဘူးမြောက်ရှိပါပြီ။အင်ဂျင်ကဘောက်အရန်ထားတဲ့အတွက်ဒီ tonic လေးကအတိအတာဆုံးနဲ့အထိုက်ဆုံးလေးပါပေါ့။အရင်ဆိုအင်ဂျင်ကဘောက်ဖက်အကြီးကြီးထားရတဲ့လူမျိုးပေါ့နော်။အခုဆိုရင်အ tonic လေးကိုဒီစပင်ခွဲချောင်းနေရာလေးမှာခေါင်းလျှော်ပြီးခါစားလို့ဆိုတော့6ချိန်လေးမှာဒီလိုမျိုးလေးဖြန်းလိုက်တယ်ပေါ့နော်ပြီးရင်လက်ကလေးနဲ့ပုတ်လိုက်အောက်ရှင်စဖြင်းဖြင်းလေးဖြစ်တယ်ပေါ့နော်ပြီးရင်အဲ့လိုမျိုးစပင်ပါတဲ့နေရာလေးခွဲချောင်းနေရာလေးမှာဖြန်းလို့ရှိရင်စပင်လေး baby hair လေးလည်းပြန်ပေါက်ပါတယ်ပြီးအဲ့ဒါကြားထဲမှာအရင်ခဏနားလိုက်တာနဲ့စပင်အရန်ကျွတ်ပါတယ်အဲ့ဒါပြန်တော့စပင်ကျွတ်တာလည်းအရန်တက်တာရဲ့အဲကြောင့်7ရဲ့ hair product ရှိအလုံးချိုက်မှဒီတိုးနီလေးကတော့ favorite one ဖြစ်နေပါတယ်။ညာလေးကတော့ bonus ဒီလက်ရှိသုံးနေတဲ့ hair serum ကိုပြပြပေးထားတာပါ။နောက်ပဲအဆုံးထိကြည့်ပေးလို့ thank you so much